Gmail account ဘယ်လိုဖွင့်ရမလဲဆိုတာမသိသေးတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော် Gmail account ဖွင့်နေကိုကျွန်တော်လွယ်လွယ်လေးပြမှာဖြစ်ပါတယ်အားလုံးလိုက်ပြီးတော့ကြည့်လို့ရပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်Gmail နဲ့ဝင်လိုက်မယ်ဒီကြောင်း3ချောင်းကိုနှိပ်မယ်ဒီ setting ကိုရွေးမယ်နော် setting ကိုနှိပ်မယ် setting ကိုနှိပ်ပြီးဒီမှာကျွန်တော်ရဲ့ account လေးရှိတာ account လေးဖြစ်တယ်ဒီမှာ account တစ်ခုလို့ဆိုရင်ဒီမှာ add နေရာကိုနှိပ်ပြရမှာဖြစ်ပါတယ်ကြဒါဆိုရင်တော့ဒီချက်ရအားတော့ဆိုရင်ရွေးလို့ရတယ်ဟိုကကိုယ်ဆိုရင်ချက်ရချောင်းရွေးပြီးတော့နှိပ်လို့ရတယ်ဒါကျွန်တော်ရဲ့ password ပါနော်ကဲဒါဆိုရင်အောက်မှာပေးတဲ့နာမည်လေးကျွန်တော်ရေးလိုက်မယ်နော်40061ဆိုတာကို Gmail နာမည်ပေးလိုက်မယ်ဒါအဲ့ဒီပေးလိုက်မယ်ပြီး next ကိုရေးလိုက်မယ်အဲ့ဒီပြီး password ကိုအန်တီးပေးရမယ်နော်password ကဒီမှာ create a strong password with a mixture of letters numbers and symbolsဆိုတာကတော့နံပါတ်နဲ့စာရဲ့နံပါတ်ရဲ့ပြီးရင်symbol ဆိုတာအမှတ်တင်နေတာတစ်ခုခုပေါ့အဲ့လိုပေါ့ထိပေးပါလို့ဖန်တီးပါဆိုတော့ကျွန်တော်ကြိုက်တဲ့ဘယ်လိုလဲကိုထိနိုင်မယ်အဲ့ဒါထိပြီးnext ကိုပြန်နေမယ်အဲ့ဒီ password ကိုပေးတယ်မှာ save ထားပါလား not now ဆိုရင်မ save ဘူးဆိုရင် save ပါတော့ save ဆိုရင် save နဲ့ကျွန်တော် save ထားလိုက်ပြီးတော့ save ပြန်ရှာဖို့လိုရွေးတယ်ဒီဒါဆိုရင်ဆက်တော့ next ကိုနေမယ် okay ဒါဆိုရင်ဒီ Gmail account ကရပြီဒီမှာတစ်ချက်နေမယ်နော် create report to this ဆိုတဲ့ဒီစာတမ်းတွေပေါ့နော်ဒီစာတမ်းတွေကိုဒီစာတမ်းတဲ့ဟိုစီစီကလည်းပေါ့ဒီလိုက်တာတဲ့ဘောတူလည်းဆိုရင်ဘောတူရဲ့ create ကိုနှိပ်ပေးမယ်တလီနေပါပြီ process ပြပါပြီနော်လိုက်ဆောင်မယ်ရပြီနော်ဒီမှာ061ဆိုပြီးမှ Gmail က cross မှာပါဝင်လာပြီနော်ခွဲဒါဆိုရပြီဒီ account တွေကိုကိုယ်ဝင်လို့ရပါပြီsetting ကိုချိန်ရုံပဲเนาะသူရဲ့ setting ကိုချိန်ရုံပဲခွဲဒါဆိုရပြီဝင်ကြည့်မယ်ခဏဝင်ကြည့်မယ်เนาะဒီမှာကိုတောင်းနေတဲ့အကောင့်ကကျွန်တော်ဒီရပါဒီနောက်ထပ်တခြားခုနကအကောင့်ကိုကျွန်တော်ပြောင်းဝင်မယ်လင်းလေးဆိုရင်လင်းလေးပြောင်းရအောင်ဖြစ်တယ်ဘာမှမရှိသေးဘူးစာနေရပါသေးဘူးရပြီဆိုရင်ရပါပါကျွန်တော်ကောက်တူကရသွားပြီရှိတယ်စင်ပြေမျိုးလို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးစင်ပြေပါစေ